နဲ့အမှန်ဝေဖန်ပိုင်းခြားတည်တဲ့တည်းကိုရှင်ကစီရဲ့ချမ်းသာသင်္ခါရတရားလို့အမြဲမယူလူလောကအလယ်မှာခဏတာဆုံးတွေ့ကြတာတဏှာအလယ်မှာကညမဆူရာနေကြီးတကားသားဤတလဲနဲ့လောကဖြစ်စဉ်တဘာဝဝအခုတော့ကောင်းကျိုးရှာတရားဒေသနာများနှလုံးသွင်းစီရင်နာမေတ္တာစုဒီမှာစေရနာထား၍ကံကောင်းရမှာဘေးကလူရန်ကြီးနဲ့ဒါနကုရှင်ကိုနာတိပဲပြည့်မလို့တဲ့လူသားလူကဘာပစ္စည်းဥစ္စာဆိုတာငါသိငါနောက်လေးမပါအစင်တခွင့်ရမှုတွေတရားနဲ့ရှင်ငါအဲ့ဒါဟာလူဘဝတန်တရားသင်္ခါရတဘောတရားမှုဖြစ်ပြီးပြည့်လွယ်မမြဲတာအတိတရားမလွန်ဆန်နိုင်တဲ့တဘာဝတရားမှုအတန်နဲ့ကန္နာဖြစ်တည်လာကြတာလူဘဝရခဲ့လာတာငါမှငါအတ္တဆွဲတွေမထားစီရင်နာစီရဲ့ချမ်းသာမခွဲကြနေမြလူရင်ဒီသွားရင်ကိုနောက်ပါမပါလူဖြတ်တာတနာကိုပြုတပြကံကိုထံပြန်ရောက်မှဒီရမတည်မြဲတဲ့လူဘဝမှာမာနတွေကိုဖယ်ခွာရကောင်းကျိုးစင်းစစ်ဘဝလို့ဌာနသီလဘာဝနာကုလူပြုရာနိဗ္ဗာန်လမ်းစာရှင်ကိုစိတ်ရုပ်လန်းတဖန်တော်ဘဝတတာအတိတ်နဲ့တည်းကိုထားရပါပြုသည်မြဒီဘဝမှာတရားဟောဒီနာလိုက်နာခြင်းသုံးလို့မြောက်ရလန်းရှာစုဒီမှာစေရနာထား၍ကံကောင်းကြမှာဘေးကလူရန်ကြီးနဲ့ဒါနကုရှင်ကိုနာတိပဲပြည့်မလို့တဲ့လူသားလူကဘာပစ္စည်းဥစ္စာဆိုတာငါသိငါနောက်လေးမပါအစင်တခွင့်ရမှုတွေတရားနဲ့ရှင်ကအဲ့ဒါဟာလူဘဝတန်တရားတရားမှုဖြစ်ပြီးပြည့်လွယ်မမြဲတာအတိတရားမလွန်ဆန်နိုင်တဲ့တဘာဝတရားမှုအတန်နဲ့ခန္ဓာဖြစ်တည်လာကြတာလူဘဝရခဲ့လာတာငါမှငါအတ္တဆွဲတွေမထားစီရင်နာစီရဲ့ချမ်းသာမခွဲကြနေမြလူရင်ဒီသွားရင်ကိုနောက်ပါမပါလူဖြတ်တာတနာကိုပြုသည်မြကံကိုထံပြန်ရောက်မှဒီရမတည်မြဲတဲ့လူဘဝမှာမာနတွေကိုဖယ်ခွာကြကောင်းကျိုးစင်းစစ်ဘဝလို့ဌာနသီလဘာဝနာကုလူပြုရာနိဗ္ဗာန်လမ်းစာရှင်ကိုစိတ်ရုပ်လန်းတဖန်တော်ဘဝရတ္တာအတိနဲ့တတိကိုထားရပါပြုသည်မြဒီဘဝမှာဘုရားဟောဒီတနာလိုက်နာခြင်းသုံးလို့မြောက်ရလန်း